ဒီခွေးလေးဟာရင်းနေတဲ့ကောင်လေးတယောက်ကိုကန်းချီစီဆွဲခေါ်လာခဲ့ပါတယ်ကောင်လေးတတိမရသေးတာကိုမြင်တော့ခွေးလေးကအဝေးကိုပြေးသွားပြီးလေထဲကိုခုန်ကနိုးထအောင်လုပ်ပေးခဲ့တယ်ကောင်လေးတတိရလာတဲ့အခါခွေးရဲ့လေပင်ကတစိတ်ပေါ်မှာဘင်ကိုဆိုတဲ့နာမည်ကိုတွေးလိုက်ရပါတယ်ဒါကြောင့်သူကဘင်ကိုလို့ခေါ်ပြီးအသက်ကယ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောလိုက်တဲ့ချက်ခါဘင်ကိုကိုမွေးစားခြင်းပေမဲ့သူ့မိဘတွေကအိမ်မွေးတိရစ္ဆာန်မွေးခွင့်မပေးတာကြောင့်ဘင်ကိုကိုတိတ်တိတ်လေးအိမ်ခေါ်လာခဲ့ပါတယ်မကြခင်မှာပဲဘင်ကိုဟာတာမန်ခွေးတကောင်မဟုတ်ဘူးဆိုတာသိလာကြတယ်သူ့မှာရန်ရည်ရမ်းမြင့်ပြီးစကိတ်ဖုတ်စီးနိုင်တယ်လို့ပြန်ကားကင်းတွေကိုလည်းခဏအတွင်းတင်ယူတက်မြောက်သွားတဲ့ချက်နဲ့လည်းပုံနှန်းကစားလေးရှိပါတယ်ဒါပေမဲ့တစ်ခါမှတော့ဘင်ကိုကအပုံးလွန်သွားတာကြောင့်ချက်ကသူ့ထွက်ပြေးသွားပြီလို့ထင်ပြီးဝမ်းနဲ့စွာငိုခဲ့ရတဲ့ဒီနေ့မှာတော့ချက်ရဲ့မိသားစုဟာအိမ်တစ်ကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ချက်ကဘင်ကိုကိုနေရာအနှံ့လိုက်ရှာပေမဲ့မတွေ့ခဲ့ဘူးအမှန်တော့အဲ့ဒီညကဘင်ကိုဟာအိမ်ကြီးချင်းခွေးမလေးနဲ့တွေ့ဆုံနေခဲ့တာဖြစ်တယ်အိမ်ပြန်ရောက်လာချိန်မှာတော့ချက်ကိုမိသားစုရဲ့ကားကထွက်သွားပြီးသားဖြစ်နေခဲ့တယ်ဒါပေမဲ့ဘင်ကိုကလက်မလျှော့ခဲ့ပါဘူးချက်ရဲ့အနံ့ကိုလိုက်ရှာရင်ခီးရှည်ကြီးထွက်ခဲ့ပါတယ်လမ်းဘေးမှာမောပန်းနှမ်းနေပြီးရလဲကျနေချိန်မှာကျင်နာတက်တဲ့လူတစ်ယောက်ကသူ့ကိုအိမ်ခေါ်သွားခဲ့တယ်ဒါပေမဲ့အဲ့ဒီလူဟာတကယ်တော့ခွေးရောင်းဝယ်သူဖြစ်နေခဲ့ပါတယ်ဘင်ကိုကအခြေအနေကိုသဘောပေါက်သွားတာနဲ့မြေတူးပြီးထွက်ပြေးဖို့စီစဉ်လိုက်တယ်မကြခင်မှာပဲလောင်အိမ်ထဲကလွတ်မြောက်လာပြီးအခြားခွေးတွေကိုပါလွတ်ပေးခဲ့ပါတယ်ခွေးရောင်းဝယ်သူကလိုက်ဖမ်းဖို့ကြိုးစားပေမဲ့ခွေးအုပ်ကြီးကိုမြင်တော့ကြောက်လန့်ပြီးမလုပ်ရတော့ဘူးဘင်ကိုကကားထဲဝင်ပြီးခွေးရောင်းဝယ်သူကိုလောင်အိမ်ထဲမှာပိတ်ထားကကီယာတင်ပြီးကားကိုမောင်းထုတ်လိုက်တယ်အဲ့ဒီနောက်တခြားခွေးတွေကိုနှုတ်ဆက်ပြီးချက်ကိုဆက်ရှာဖို့ထွက်သွားခဲ့ပါတယ်ခီးလမ်းမှာဗိုက်စာလို့အမိုက်ပုံးရဲ့အစာရှာနေတော့လူတစ်ယောက်ကသူ့ကိုကားထဲခေါ်တင်သွားခဲ့တယ်ဒါပေမဲ့အဲ့ဒီလူဟာလည်းပြန်ပေးဆွဲသူဖြစ်နေခဲ့တယ်ညတန်းကောင်မှာဘင်ကိုကကားထဲကထွက်ပြေးပြီးရဲကိုဖုန်းဆက်ခဲ့ပါတယ်သူဟာမော့စကုတ်ကိုအသုံးပြုပြီးပြန်ပေးဆွဲသူရဲ့တီနေယာကိုရဲတွေထံပို့ပေးခဲ့တယ်မကြခင်မှာပဲရဲတွေရောက်လာပြီးဖမ်းဆီးနိုင်ခဲ့ကြပါတယ်ဘင်ကိုရဲ့ရဲကိုဖုန်းဆက်ပြီးလူတွေကိုကယ်တင်ခဲ့တဲ့အဖြစ်အပျက်ဟာသတင်းကြီးဖြစ်သွားခဲ့တယ်အဲ့ဒီသတင်းကြောင့်ချက်ကဘင်ကိုကို TV မှာတွေ့လိုက်ရပြီးရဲစခန်းကိုစာတစောင်ရေးပို့ခဲ့တယ်စာထဲမှာဘင်ကိုဟာသူ့ရဲ့ခွေးဖြစ်ကြောင်းနဲ့လိပ်စာကိုထည့်ရေးထားခဲ့ပါတယ်ဒါပေမဲ့မမျှော်လင့်ပဲပြန်ပေးဆွဲသူရဲ့ရှေ့နေကလှည့်စားတယ်အငင်းခုံတွေပြုလုပ်ခဲ့တာကြောင့်ဘင်ကိုဟာတရားရုံးမှာရာဇဝတ်သားလို့ဖြစ်သွားခဲ့တယ်ကားထဲမှာဘင်ကိုရဲ့ခြေရာတွေအများကြီးရှိနေတာကြောင့်သူ့ကိုယ်သူရှင်းပြနိုင်ခြင်းမရှိခဲ့ပါဘူးနောက်ဆုံးမှာတော့ဘင်ကိုကိုထောင်ဒဏ်နဲ့ချမှတ်လိုက်ကြတယ်လူသားတွေအတွက်နဲ့ဆိုတာအချိန်တို့တစ်ခုဖြစ်ပေမဲ့ခွေးတစ်ကောင်အတွက်တော့နှစ်30နီးပါးနဲ့ညီမျှပါတယ်အဲ့ဒီအချိန်မှာပဲချက်ပို့ထားတဲ့စာကထောင်ထဲကိုရောက်လာခဲ့တယ်ဘင်ကိုကချက်ခါသူ့ကိုမမေ့သေးဘူးဆိုတာသိလိုက်ရတယ်ဒါကြောင့်ဘင်ကိုဟာထောင်ကနေလွတ်မြောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူနဲ့အခန်းဖော်ကဦးမင်းလောင်ကောင်းတစ်ခုတူပြီးထွက်ပြေးနိုင်ခဲ့ကြတယ်ထို့နောက်ဘင်ကိုကစားရဲကလိပ်စာအတိုင်းချက်ကိုလိုက်ရှာခဲ့ပါတယ်နောက်ဆုံးမှာတော့အဲ့ဒီနေရာကိုရောက်သွားခဲ့ပေမဲ့ချက်ကအခြားခွေးတစ်ကောင်ကိုလမ်းလျှောက်ပေးနေတာကိုတွေ့လိုက်ရတယ်ဒါကြောင့်ဘင်ကိုကချက်ခါသူ့ကိုမလိုချင်တော့ဘူးလို့ထင်ပြီးဝမ်းနဲ့စွာထွက်သွားခဲ့ပါတယ်ဒါပေမဲ့အမှန်တရားကတော့ချက်ခါအိမ်နီးချင်းအဖိုးကြီးတယောက်ရဲ့ခွေးကိုကူညီပြီးလမ်းလျှောက်ပေးနေတာသာဖြစ်ပါတယ်အိမ်မဲဖြစ်သွားတဲ့ဘင်ကိုဟာလမ်းတွေပေါ်မှာလှည့်လည်သွားလာနေရင်အရင်ကပြန်ပေးဆွဲသူနှစ်ယောက်ရဲ့ဖမ်းဆီးခြင်းကိုထပ်မံခံလိုက်ရတဲ့အရေးကြီးတဲ့အချိန်မှာချက်ကအချိန်မီရောက်လာပြီးသူ့ဆက်ဘိန်းနဲ့ပြန်ပေးဆွဲသူနှစ်ယောက်ကိုဝင်တိုက်လိုက်တာကြောင့်သူတို့လဲကျသွားခဲ့တယ်ဘင်ကိုကလွတ်မြောက်သွားပေမဲ့ချက်ကိုတော့ပြန်ပေးဆွဲသူတွေဖမ်းခေါ်သွားခဲ့ကြပါတယ်ဘင်ကိုကသူတို့ပုံအောင်နေတဲ့ကိုတောင်ကိုရှာတွေ့သွားပြီးအထဲကိုအပြေးလွှားဝင်သွားကပြန်ပေးဆွဲသူတွေကိုကိုက်တိုက်ခဲ့တယ်ဒါပေမဲ့သူကိုယ်တိုင်လည်းဖမ်းအစီခံလိုက်ရပါတယ်ပြန်ပေးဆွဲသူတွေထွက်ပြေးသွားပေမဲ့သူတို့ခြံထားခဲ့တဲ့ secret တို့ကနေကိုတောင်တစ်ခုလုံးမိလောင်ကျွမ်းသွားခဲ့တယ်ချက်ကဘင်ကိုကိုနေရန်ဘော်ကမိချက်ပေးခလုတ်ကိုနှိပ်ဖို့ပြောခဲ့ပေမဲ့ဘင်ကိုကကြောက်ရွံ့နေခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့သူငယ်ငယ်တုန်းကသူ့မေဟာမိလောင်မှုတစ်ခုအတွင်းတေဆုံးသွားခဲ့တာကြောင့်ဖြစ်ပါတယ်ဒါပေမဲ့ချက်ကသက်ရှုဖို့ရုန်းကန်နေရတာကိုမြင်လိုက်ရတဲ့အခါဘင်ကိုကသူ့ရဲ့ကြောက်စိတ်ကိုကြော်ဖြတ်ပြီးအမြင့်ကိုခုန်တက်ကမိချက်ပေးခလုတ်ကိုနှိပ်လိုက်ပါတော့တယ်